အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တာမန်လူတစ်ယောက်အနေနဲ့ယင်းနှိမ့်မြုပ်နှံမှုကိုစတင်လေ့လာခဲ့ပြီးတော့မှနှစ်ပေါင်းများစွာကြာတဲ့အချိန်မှာဘလို့အတွေ့အကြုံမျိုးတွေရခဲ့လဲဘလို့မျိုး strategy တွေသုံးခဲ့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကကျွမ်းကျင်ပညာရှင်ကြီးတစ်ယောက်မဟုတ်ပေမဲ့ကိုယ်တိုင်လေ့လာကိုယ်တိုင်လုပ်ကင်ရင်းနဲ့တိဆောက်ခဲ့တဲ့ plan တစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေမှာဝန်ထမ်းတွေလို့ပြင်ဆင်လာတာဆိုတာမရှိပါဘူးအဲ့ဒါကြောင့်ကိုယ့်အနာဂတ်ကိုကိုယ်တိုင်ပဲတာဝန်ယူရပါတယ်ဒီနေရာမှာအရေးအကြီးဆုံးစကားပုံတစ်ခုကတော့ကြက်ဥတွေအားလုံးကိုချင်းနှောင်းတစ်ခုတည်းကိုမထည့်ပါနဲ့ဆိုတာပါပဲအဲ့ဒီတော့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုခုအစင်မပြေဖြစ်ခဲ့ရင်တော့မှကြံတဲ့အရာတွေကကိုယ့်ကိုကဲတင်သွားနိုင်အောင်လို့နေရာဆုံးမှာဖြန့်ခွဲထားဖို့အတွက်ကိုလိုအပ်ပါတယ်ကြွယ်ဝချမ်းသာမှုကိုအများဆုံးကြီးထွားလာစေမယ့်အဓိကအင်ဂျင်ကတော့ stock market ဖြစ်ပါတယ်ဒီနေရာမှာမော်ဆန်တဲ့အရာကတော့ compound interest လို့ခေါ်တဲ့အတိုးပေါ်အတိုးဆင့်ပွားခြင်းပါပဲနှင်းဘောလုံးလေးတောင်ကုန်းပေါ်ကနေလိမ့်ဆင်းလာတယ်လို့မျိုးအချိန်ကြာလာတဲ့အမျှကိုပစံတွေကအစမတန်ပွားများလာမှာပါဒါပေမဲ့ဈေးကွက်အတက်အကျကိုလိုက်ကြည့်ပြီးတော့မှစိတ်ပူနေရတာမျိုးမဖြစ်အောင် dollar cost averaging လို့ခေါ်တဲ့နည်းလမ်းကိုသုံးပြီးတော့မှလုပ်ရမှာပါဒါကတော့ဈေးကွက်ကတက်သည်ဖြစ်စေကျသည်ဖြစ်စေဂရုမစိုက်ဘဲနဲ့လစဉ်သတ်မှတ်ထားတဲ့ရက်မှာသတ်မှတ်ထားတဲ့ငွေပမာဏအတိုင်းပုံမှန်ရင်းနှီးမြှုပ်နှံသွားတာဖြစ်ပါတယ်ဒါကစိတ်ဖိစီးမှုကိုလျှော့ကျစေပြီးတော့မှရေရှည်မှာအကျိုးအမြတ်သိကြစေပါပြီးတော့ရှုပ်ထွေးတဲ့ stock တွေကိုလိုက်ပြီးတော့မှရွေးနေမယ့်အစား ETF လို့ခေါ်တဲ့ချင်းနှောင်းတွေနဲ့ရင်းနှီးမြှုပ်နှံတာပို့ပြီးတော့မှကောင်းပါတယ်ဥပမာ American ကုမ္ပဏီအခု900ပါဝင်တဲ့ S&P 500ငွေကြေးဖောင်းပွားမှုကိုကာကွယ်ဖို့အတွက်ရွှေနဲ့ငွေစတာတွေဖြစ်ပါတယ်ပြီးတော့ stock တွေကငွေပွားဖို့ engine ဆိုလို့ရှိရင်အိမ်ချမ်းမြေကတော့ခိုင်မာတဲ့အုတ်မြစ်ပါပဲအိမ်ချမ်းမြေက stock တွေမှာမရနိုင်တဲ့အားသာချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ leverage ပါပဲရှင်းအောင်ပြောမယ်ဆိုလို့ရှိရင် stock မှာဒေါ်လာ3000ရင်းလို့ 10% မြတ်ရင်300ပဲရပါတယ်ဒါပေမဲ့အိမ်ချမ်းမြေမှာတော့ဒေါ်လာ3000ကိုစရန်ပေးပြီးတော့မှတန်ဖိုး3000တန်အိမ်တစ်လုံးကိုဗန်အရစ်ကြနဲ့ဝယ်လိုက်လို့ရပါတယ်အဲ့ဒီတော့အိမ်ဈေးက10%တက်တယ်ဆိုလို့ရှိရင်အိမ်တန်ဖိုးက3000ဖြစ်သွားပြီးတော့မှဒေါ်လာ3000အမြတ်ရနိုင်ပါတယ်ကို့အရင်ကတော့3000တည်းပါပဲဒါက leverage ရဲ့စွမ်းအားပါပဲပြီးတော့ stock တွေအိမ်ချမ်းမြေတွေကျဆင်းနေတဲ့အချိန်မှာကိုယ့်ကိုကယ်တင်နိုင်မဲ့အာမခံတစ်ခုလည်းလိုပါတယ်အဲ့ဒါကတော့ရွှေပါပဲနှစ်ပေါင်းထောင်ချီတန်ဖိုးခိုင်မာခဲ့တယ်လို့ငွေကြေးဖောင်းပွားမှု inflation ဖြစ်တဲ့အချိန်မှာလည်းကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေမလျော့သွားအောင်ကာကွယ်ပေးနိုင်ပါတယ်ဒါတွေအားလုံးကိုဘယ်လိုပေါင်းစပ်ကြမလဲကျမတို့ရဲ့ပုံစံအရဆိုလို့ရှိရင်တော့တုံဝက်နီးပါးကိုခိုင်မာတဲ့အိမ်ချမ်းမြေ real estate မှာထားတဲ့ချိန်မှာလည်းဝင်ငွေရှာပေးနိုင်မဲ့တိုက်ခန်းလိုမျိုးကွန်ဒိုလိုမျိုးမှာအဓိကထားတယ်မြေခွက်လည်းထားတယ်ဆိုပေမဲ့ပမာဏနည်းတယ်ပြီးရင်နောက်ထပ်ကျန်တဲ့20%ကနေ30%လောက်ကိုတကယ်လို့မှ growth ပေးနိုင်တဲ့ stock တွေ ETF တွေမှာထားတယ်အဲ့ဒါမှလည်းကိုယ့်ရဲ့ investing ကတိုးပွားလာမှာဖြစ်ပါတယ်ကျန်တာကတော့ရွှေဒါမှမဟုတ်ငွေကိုဝါသနာပါတဲ့အရာတွေမှာဖြန့်ခွဲထားလို့ရပါတယ်အရေးအကြီးဆုံးကတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအမြဲတမ်းစောင့်ကြည့်တွက်ချက်နေဖို့ပါဒါမှသာကိုယ်ဘယ်ရောက်နေလဲဆိုတာကိုသိပြီးတော့မှရှေ့ဆက်လမ်းနိုင်မှာပါအဲ့တော့မိတ်ဆွေတို့ရောကိုယ့်ရဲ့အနာဂတ်အတွက်ဘလို့ရင်းနှီးမြှုပ်နှံမှုအုတ်မြစ်တွေကိုတည်ဆောက်ထားပြီလဲအားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေကျေးဇူးများတင်ပါတယ်ရှင်